ဒီဇက်ကမ်းမှာတော့အာနာတို့လက်မယားနေတော့ဟာပျော်ရွှင်စွာနဲ့ကိုစီအလုတ်တွေလက်ငင်နဲ့စခဲ့ပါတယ်အာနာဟာသူမရဲ့တငယ်ချင်းကလေးနဲ့ညစာစားတော်ပွဲတစ်ခုမှာပျော်ရွှင်စွာစားတော်ပြီးအပြန်မှာတော့ကန်ဆိုးချင်းကလေးနဲ့တွေ့ခဲ့ပါတယ်တရားပေါ်တွင်လူသက်မှုတစ်ခုကိုတွေ့ခဲ့ပြီးလန့်ကာထွက်ပြေးသည်ကိုလူသက်သမားမှအတန်ကြား၍လိုက်လံဖမ်းဆီးရမှာတရားပေါ်ကနေတန်တိုင်နဲ့ထိပြီးပြုတ်ကျခဲ့ရပါတယ်သူမပြန်လဲနိုးထားလာချိန်မှာတော့အာနာကဆေးရုံပေါ်သို့ရောက်နေပြီးတော့သူမရဲ့မျက်လုံးတွေကိုပုံမှန်အတိုင်းမဟုတ်တော့ပဲမျက်နှာတစ်ခုချင်းစီကိုမှတ်မိနိုင်တဲ့စွမ်းရည်မရှိတော့တာကြောင့်သူမဟာဆေးရုံတွင်ကြောက်လန့်ကာထွက်ပြေးနေခဲ့ပါတယ်ထိုကြောက်လန့်မှုကြောင့်သူမရဲ့အမျိုးသားကဆရာဝန်နဲ့တိုင်ပင်ဒီပြသခဲ့ပါတယ်အန်နာကသူမကိုသူမအမြင်တွေဝေဝါးကပုံမှန်မဟုတ်တော့ပါဘူးသူမတငယ်ချင်းတွေနဲ့ပြန်လည်တွေ့ဆုံရတယ်အင်တာနက်တစ်ခုမှာသူမစီထဲမှာသိချင်တာတစ်ခုကိုတွေ့ပြီးတော့လိပ်စာတစ်ခုကိုယူကကျွမ်းကျင်ဆရာမကြီးထံထပ်ပြခဲ့ပါသေးတယ်နောက်ရရထားပေါ်တွင်သူမမိတ်ဆွေကိုလည်းမမှတ်မိတော့ပဲလူသက်သမားလိုထင်ကထွက်ပြေးကိုစူးစမ်းခဲ့ပါတယ်အတော်ကြာမှသူမရဲ့မိတ်ဆွေဆိုတာကိုသိခဲ့ရပါတယ်အန်နာကဒီလိုနဲ့အပြင်ကိုသွားတဲ့အခါတိုင်းမှာသူမနောက်ကိုလူသက်သမားလိုက်နေတဲ့ပုံရိပ်ကလေးကိုခဏခဏမြင်အောင်ပြီးတော့ရဲကိုခေါ်ကတိုင်ကြားတာမျိုးတွေကိုလည်းလုပ်ခဲ့ပါတယ်သူမသွားတဲ့နေရာတိုင်းမှာသူမစိတ်ချောက်ချားနေခဲ့ပါတယ်တညက်မှာသူမအိတ်နေချိန်တွင်လူသက်သမားရဲ့မျက်နှာကိုမှတ်မိသွားပြီးသူမအမျိုးသားတွေကိုပြန်ပြောပြနေခဲ့ပါတယ်သူမကိုလူသက်သမားမှာအပြင်သွားတဲ့တရက်မှာနောက်ကလိုက်ပြီးတော့တတ်နေတာကိုရဲမှသိပြီးလိုက်လံဖမ်းဆီးရမှာတတောက်ပေါ်တွင်အာနာသည်ယူနီဖောင်းဝတ်သူဝတ်ထားသောလူသက်သမားနှင့်ဆောင်တော့ကာရစ်တို့ကိုခွဲခြားရန်စူးစမ်းခဲ့ရပါတယ်အန်နာသည်ဆောင်တော့ကာရစ်၏မျက်နှာပေါ်မှာဒဏ်ရာသွေးများကိုကြည့်ပြီးလူအစ်စ်ကိုခွဲခြားနိုင်ခဲ့ပြီးလန်နီကိုပြစ်တက်နိုင်ခဲ့ပါတယ်လူသက်သမားကိုအနံယူနိုင်ခဲ့တော်လဲဆောင်တော့ကာရစ်မှာရရှိထားသောဒဏ်ရာများဖြင့်အန်နာ၏ရင်ခွင်ထဲမှပင်ကွယ်လွန်သွားခဲ့ပါတယ်ထို့နောက်အန်နာသည်လူဦးရေနေပါသောခိုးအိုင်လန်ကျွန်းသို့ပြောင်းရွှေ့ပြီးဆီယာမအထက်အလုကိုကင်ကခန္ဓာကိုယ်လှုပ်ရှားမှုများကိုကြည့်ပြီးလူများကိုခွဲခြားဆက်ဆံရင်းသူမ၏ဝေဒနာနှင့်အတူရှင်သန်ခဲ့ပါတယ်